တာပါရှင်စိတ်မီဒီပို့ထည့်ချီတယ်မှကျူစုပါတယ်မိမိပစ္စည်းတစ်မျိုးပေါ့နော်ဒီဇင်ဘာ promotion ထဲမှာပါတဲ့ပစ္စည်းတစ်မျိုးနဲ့ထပ်မိတ်ဆက်ပေးပါမယ်ဒါလေးကကြတော့ချီလောပေါ့ပါသူကကြတော့ဟိုပေါ့နော်ပစ္စည်းက quality အရန်ကောင်းတယ်နော်ချီလောကောစေးကချိတ်ဖြစ်ပါတယ်ရှင်ဒီလိုချိတ်အပြည့်ဟိုမှာမိမိကလက်ဆောင်ဈေးလည်းဖြစ်တယ်နောက်ပြီးတော့ဈေးနှုန်းလေးကိုတော့နောက်ဆုံးမှပြပြပေးမယ်နော်ကလာလိုင်းလေးတွေပြပေးပါမယ်ရှင်မိမိကဒီလိုပြည်သိမ်းစာတစ်ခိုက်နေပေါ့နော်ဒီလိုချိတ်ထမိတ်တကွဲနဲ့တွဲပေးထားတာဖြစ်ပါတယ်ရှင်ဒါလေးကကြတော့ပန်းရောင်လေးပေါ့နော်အရန်လောက်ပါတယ်ရှင်ဒါလေးကကြတော့ဖေဖူးစိတ်ရောက်လေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့ငူးဝရောက်လေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့ပြည်သိမ်းစာဒေါနာစိတ်လေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့ပြည်သိမ်းစာအသားလေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့ပြည်သေးစာအုပ်ကျူးလေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့မမေပြည်သေးစာမိချေဖုံးရောက်လေးနဲ့တွဲပေးထားပါတယ်ဒီကြားအရောက်လေးပေါ့နော်ဒါလေးကကြတော့ပိတ်ဖောက်စာပေါ့နော်ပိတ်ဖောက်ဘီပိတ်ရောက်လေးနဲ့တွဲပေးထားပါတယ်ဒါလေးကကြတော့ပိတ်ဖောက်လိမ်မုံလေးနဲ့တွဲပေးထားပါတယ်ရှင်ဒါလေးကကြတော့ကြည်ပြာလေးပါရှင်အခုပြပေးသွားတဲ့ပစ္စည်းတွေကပေါ့နော်ဒီအားကြတော့ချီလောကောကပေါ့နော်သူရဲ့ကုမ္ပဏီကဈေး3600ရှိပါတယ်မိမိကဒီဇယ်ပါ promotion ကိုပြည်သေးစာတိုက်ကိုင်းနဲ့ချိတ်ထမိတ်တကွဲပေါ့နော်တကွဲကိုမှ160လို့ကိုမှ2800နဲ့ရောက်ချပေးထားတာဖြစ်ပါတယ်ရှင်ဒီဇယ်ပါလောက်တွဲတာရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်လေးဝယ်ယူဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်